단고 시사이마 싸움 피우네. 내 산산이 까한테 세지 하나 산게 시동이 iPhone 7 Plus 롱나 세로고 까사나면 고유야 봐. 한대신 이거 노엠발라 마유 채비비로 대변사네 단고 계속 그냥 찐냐기 맞지 말해. 깨 단고 맛이 냐기 비까산 진짜면은တိဘက်ဟာလူအများရဲ့အသိစိတ်ထဲမှာတန့်စင်မြင့်မြတ်ရာနေရာတစ်ခုဖြစ်နေနှစ်ပေါင်းများစွာသတ်မှတ်ခံလာရတဲ့နေရာပါတိဘက်ရဲ့ယဉ်ကျေးမှုကလည်းလူတကာကြီးညိုကြတဲ့ယဉ်ကျေးမှုဖြစ်နေစေပါတိဘက်ရဲ့ယဉ်ကျေးမှုဟာတော်တော်လေးတမှုထူးခြားတယ်လို့ပြောလို့ရပါတယ်တိဘက်လူမျိုးတွေဟာရိုးသားဖြူစင်ကြသလိုအဲဝတ်ကြေပွန်သူတွေလည်းဖြစ်ကြပါတယ်ပြင်ပကရောက်လာတဲ့ဧည့်သည်တွေကိုဝိုင်နဲ့ဟာရာလို့ခေါ်တဲ့ပဝါတွေကိုလက်ဆောင်အဖြစ်ပေးပြီးကြိုဆိုလေးရှိကြပါတယ်ဒီလိုနဲ့တွေမပြီးသေးပါဘူးဧည့်သည်တွေကိုဒေသခံပြည်သူတွေရဲ့အနေအထိုင်အလေးအထားတွေပေါင်းဆက်သွားအောင်လို့ထူးခြားလှပတဲ့ကောကျွမ်းဝိုင်းအကနဲ့ဖျော်ဖြေအခမ်းပါသေးတယ်ကောကျွမ်းဝိုင်းကအမျိုးအစားပေါင်းများစွာရှိတဲ့အထက်ဒီနေ့မြင်နေရတာကတော့မာနှိုက်ကောကျွမ်းဝိုင်းအကပဲဖြစ်ပါတယ်မာနှိုက်ကောကျွမ်းဝိုင်းအကဟာမာနှိုက်ဆိုတဲ့ဒေသကနေအမည်တွင်းလာတာဖြစ်ပြီးကျင်ချွမ်းပြည်နယ်ကအာဘဆိုတဲ့ငါဝတိဘက်လူမျိုးနဲ့ချောင်းလူမျိုးတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရဲ့ရိုးရာဓလေ့နဲ့ကိုးကွယ်ရာတွေဆင်းသက်လာရအရက်လည်းဖြစ်ပါတယ်။တမှုထူးခြားတဲ့အဝတ်အစားအကဂီတတေးသွားတွေဟာတဘာဝရှုခင်းနဲ့ပေါင်းဆက်သွားတဲ့အခါမှာကြားယုံတိဘက်မျိုးနွယ်ရဲ့ယုံကြည်မှုနဲ့ထုံနှန်းဓလေ့တွေကစမ်းကြဲအံ့ဩဖွယ်အငွေ့အသက်တွေနဲ့ဖုံးလွှမ်းသွားပါတယ်။我是马来西亚ကျွန်တော်နာမည်ကချမ်းဖူကျွမ်းပါမာနက်ရွာရဲ့ brand secretary ဖြစ်ပါတယ်ကျွန်တော်အခုအသက်50ရှိပါပြီဒီမှာနေလာတာကတော့အနည်း20ကျော်ပြီတာမန်အားဖြင့်ကောကျွမ်းဝိုင်းအကကိုအဓိကအားဖြင့်နှမျိုးခွဲခြားနိုင်ပါတယ်ကားကွက်အကြီးနဲ့အသေးဆိုပြီးပေါ့ကောကျွမ်းကားကွက်အကြီးကတေးထက်စာရင်နေပါတယ်ထူးဧည့်သည်တွေကိုကြိုဆိုတဲ့အခါမှာကားကြတာများပါတယ်ကားကွက်နည်းနည်းလေးတွေကလေးစားမှုကိုဖော်ပြတာပါကားကွက်အသေးကတော့စိတ်ခံစားချက်တွေကိုပိုပြင်းပြပြီးစိတ်ကူးရင်ဆန်ပါတယ်ဒါတွေကိုတော့လူငယ်တွေကအချစ်မေတ္တာပြတဲ့အခါမှာကားကြတာပေါ့ကျမအခုအသက်80ရှိပါပြီကျမအသက်9နှစ်သမီးအရွယ်ကလေးကဒီအကတွေနဲ့ဖျော်ဖြေလာခဲ့တာပါကျမဘိုးဘွားတွေစီကနေကားကွက်ပေါင်း180ကျော်ကိုကျွမ်းကျွမ်းကျင်ကျင်ကနိုင်တဲ့အထိသင်ယူလာတာပါထုံးတန်းအစဉ်လာရတိဘက်လူမျိုးတွေရဲ့ဘဝမှာဧည့်သည်တွေကိုကြိုဆိုတဲ့အခါမှာဖြစ်စေရိုးရာပွဲတော်မှာဖြစ်စေကောက်သိန်းချိန်မှာဖြစ်စေဒါမှမဟုတ်အိမ်သစ်ဆောက်တဲ့အခါမှာတောင်ဒီလိုအကနဲ့သူတို့ရင်ထဲကပျော်ရွှင်မှုတွေကိုဖော်ပြလေ့ရှိပါတယ်သူတို့တွေကဒီလိုကနေရတဲ့အခိုက်အတန့်မှာနင်မျောတတ်ကြလို့တခါတလေမှဆိုညာလုံးပေါက်ကခုန်တတ်ကြပါတယ်这个衣服呢，它等于是ဒီဝတ်စားတွေကမာနက်အတွက်မရှိမဖြစ်တွေပါကျွန်တော်တို့မှာယာဒီလိုက်ဆောင်းဖို့အုတ်ထုပ်တွေမျိုးစုံရှိကြတယ်အခုကနွေရာဒီဆိုတော့ကျွန်တော်တို့ကဒီလိုပါရှမ်းအုတ်ထုပ်မျိုးဆောင်းကြတယ်ဆောင်းရာဒီမှာဆိုရင်တော့ဒီလိုခွခွအုတ်ထုပ်မျိုးဆောင်းတယ်လေအင်ဂျီတွေလည်းယာဒီလိုက်ကွဲပြားကြပါတယ်ကောကျောင်းဝမ်းအကပြီးဖျော်ဖြေတဲ့အခါမှာဆိုရင်တော့တေချာပင်စင်တတ်ကြတယ်အသက်ကြီးသူတွေကအယောင်နုနုတွေကိုအဝတ်များလေးရှိပြီးလူငယ်တွေကတော့အယောင်တောက်တောက်တွေကိုကြိုက်ကြပါတယ်မာနိုင်ကောကျွမ်းဝိုင်းကတဲ့အချိန်မှာဝတ်တဲ့အဝတ်အစားတွေကကြားမအလိုက်ခွဲခြားထားတာရှိပါတယ်။ဝတ်ယုံကြီးတွေကအမျိုးသမီးဝတ်စုံတွေကိုတမှုထူးခြားစေပါတယ်။အဲ့ဒါတွေကခေတ်ဆက်ဆက်ကနေဆက်ခံလာရတာဖြစ်ပြီးကောကျွမ်းဝိုင်းကမှာတိတ်တွေ့ရလိမ့်မရှိပါဘူး။ဒီအဝတ်ထည်တွေကိုကျမကိုယ်တိုင်ချုပ်တာပါ။ပုံစံအမျိုးအစားမျိုးစုံရှိပါတယ်။ဒီအင်ဂျီကတော့အယိုးဆုံးပါပဲ။ကျမအလုပ်သွားတဲ့အခါဝတ်တာပါ။ကျမကိုယ်တိုင်လှုပ်ထားတဲ့ခေါင်းဆောင်လေးရှိတယ်။အဲ့ဒါလေရိုးရိုးလေးပါပဲအသက်ကြီးသူတွေကရိုးရှင်းတဲ့အရာတွေကိုပဲပိုသဘောကျကြတယ်လေလူငယ်တွေကတော့အယောင်ဆုံးတာတွေကိုကြိုက်ကြတာပေါ့ကိုကျောင်းဝိုင်းအကလူဦးရေကန့်တတ်မရှိပါပဲပါဝင်ဆင်နွှဲလို့ရပါတယ်မာနိုင်မှာမိသားစုတစုလုံးကနေတာကိုမကြာခဏတွေ့ရတတ်တယ်တခါတလေအိမ်ကြီးချင်းတွေလည်းဝင်ကကြတယ်လူ9ယောက်10ယောက်ပဲကနေတာဆိုပေမဲ့လူရာနဲ့ချီတဲ့ပွဲမျိုးလည်းဖြစ်သွားနိုင်တယ်ဒီရွာက80ရာခိုင်နှုန်းခန့်ကအကကားထကြပါတယ်လမ်းကောင်းကောင်းမလျှောက်တတ်တဲ့ကလေးနဲ့အဖိုးဖွားတွေကလွဲလို့ကြံတဲ့လူတွေအကုန်ကတတ်တယ်။ရိုးရာယဉ်ကျေးမှုတွေကိုဆက်ခံဖို့နဲ့ထိမ့်သိမ်းကာကွယ်ဖို့အတွက်အင်တိုက်အားတိုက်လှုပ်ဆောင်နေကြတဲ့အချိန်မှာဒီလိုအကမျိုးတွေလည်းတဘာတဲ့တန်ဖိုးထားလာပါတယ်။
2008ခုနှစ်ဒီဇင်ဘာလမှာမာနိုင်ကောကျွမ်းဝိုင်းအကဟာနိုင်ငံယဉ်ကျေးမှုအမွေနှစ်စည်ရင်းဝင်အဖြစ်သတ်မှတ်ခံလိုက်ရပါတယ်။အဲ့ဒီနောက်တစ်နှစ်အကြာမှာတော့ကျောင်းတွေမှာလည်းအဲ့ဒီအကကိုသင်ကြားပေးလာပါတယ်။ကျောင်းသူကျောင်းသားတွေကိုနွေရာသီမှာကိုကာယလေ့ကျင့်ခန်းအစားအဲ့ဒီအကကိုသင်ကြားကြပါတယ်။ကလေးတချို့ကအခုကတည်းကတော်တော်လေးကတတ်နေပါပြီ။နှစ်အနည်းငယ်ကြာလာရင်ဒီထက်ပိုပြီးထူးချွန်လာကြမှာအမှန်ပါပဲ။